အားလုံးမင်္ဂလာပါဒါလေးကကျွန်တော်တို့လီတိုကာလာကထုတ်တဲ့နောက်ဆုံး version ပေါ့နော်လီ900လို့ခေါ်တယ်လီ900မှာဒီကောင်ကလီ600နဲ့ဘာကွာဝါလဲဆိုတော့ဒီကောင်မှာ iron tester လေးပို့လာတယ်ဗျနော်ကျွန်တော်စမ်းရတော့ပေါ့ iron tester လေးပို့လာတယ်ကျန်တာတွေကတော့ဘာမှတော့တိတ်ပြီးတော့ထူးထူးဆန်းဆန်းတော့မပါဘူးပေါ့နော်နောက်ပြီးတော့ဆက်ကနည်းနည်းဒီ600တဲ့ဆိုင်နည်းနည်းလေးပို့ထွားသွားတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ရှင်းပြပေးမယ်နောက်ပြီးတော့ကျွန်တော်တို့ do crate 1000ကလေးလည်းအလုံးရင်နည်းနည်းရောက်တယ်ပေါ့ဗျာเนาะအဲ့တော့ဒီလီတိုကာလာလေးကိုကျွန်တော်စဆန်းပြပေးမယ်เนาะစဆန်းပြပေးမယ်ဆိုတော့ကျွန်တော် iron tester လေးနဲ့ကျွန်တော်ရှင်ပြီးဆန်းပြပေးမှရပါပါเนาะအဲ့တော့ဒီကောင်လေးကိုကျွန်တော်လီတိုကာလာနဲ့အရင်တိုင်းပြမယ်ဒီကောင်ပါဝါလေးတော့ကျွေးပေးထားမှာပေါ့เนาะသူ့မှာဟိုတွဲဖို့5ကျွန်တော်ဒီ600လို့ပဲတွဲဖို့5ဒီတက်တာတုံးလေးပါတယ်အဲ့ဒါလေးတက်ထားမယ်ပြီးရင်ဒီမှာ product ပါမယ်သူ product ပေါက်ကအောက်မှာเนาะအဲ့တော့ product လေးကိုထိုးလိုက်မယ်ဒီတိုင်းလေးပဲပေါ့နော်ကျွန်တော် iron tester တိုင်းတဲ့ပုံစံလေးပဲ16.3เนาะ16.2 16.3ဆိုတော့ကျွန်တော်ဒီဘက်က RC3.63 iron tester နဲ့ကျွန်တော်ပြန်ပြီးတော့တိုင်းပြပေးမယ်16.1เนาะ16.3အတူတူပဲเนาะအဲ့တော့ကျွန်တော်နောက်တစ်လုံးထပ်တိုင်းပြပေးမယ်နောက်တစ်လုံးဒီကောင်လေးထပ်တိုင်းပြပေးမယ်နောက်တစ်လုံးနဲ့ဆိုရင်16.4เนาะ16.4ဆိုတော့ကျွန်တော်ဒီဘက်ကဒီ900နဲ့ပြန်တိုင်းကြည့်မယ်16.3เนาะအတူတူပဲเนาะအဲ့တော့ကြတော့ဒီကောင်လေးက iron tester အနေနဲ့လည်းသုံးလို့ရတယ် MA tester အနေနဲ့ပါသုံးလို့ရတယ်ပေါ့เนาะနောက်ပြီးတော့ကျွန်တော်တို့ charging အနေနဲ့လည်းသုံးလို့ရမယ် charging အနေနဲ့အများဆုံးဘယ်လောက်လဲဆိုတော့3 current ထိရမယ်เนาะကျွန်တော်တို့ကျန်တာကလီ600နဲ့အတူတူပဲเนาะဒီမှာ slot 1 slot 2 slot 3 slot 4เนาะ slot 4အဲ့တော့ကြတော့ဒီမှာမုတ်လေးကိုရွေးမယ်မုတ် charge teacher test mode ပြီးရင် repair mode เนาะအဲ့တော့ကျွန်တော်တို့ကဒီမှာ charging teacher ကျွန်တော်တို့ test mode နဲ့ပဲထားရမယ်เนาะတိုက်ကိုလည်းကျွန်တော်တို့ဒီမှာ lipo 4လားဒီကောင် lipo 4 function ပါလာတယ်เนาะဒီကောင်ဒီ lithium ion 3.7ဖို့ဒီမှာ lipo 4ဆိုဒီမှာ lipo 4 function လေးပါလာတယ်เนาะအဲ့တော့ကြတော့ကျွန်တော် li ion ပဲရွေးထားမယ်ပြီးရင်ဒီမှာ current charging current ကိုကျွန်တော်တို့3 ampere အထိရမယ်เนาะအများဆုံးကျွန်တော်တို့li 600နဲ့အတူတူပဲသူ့မှာပါလာတော့ကျွန်တော် lipo 4 function လေးပို့ပါလာမယ်နောက် ion tester လေးပို့ပါလာမယ်เนาะဈေးနှုန်းအပြင်2,900ခွဲပဲเนาะ2,900ခွဲပဲနောက်ဒီကောင်လေးက sport set 2,800ခွဲ1000မကွာမယ်เนาะဒီနှစ်မျိုး2,900ခွဲနဲ့2,800ခွဲဒီနှစ်မျိုးလေးပစ္စည်းနိုင်ငယ်ရမယ်ပေါ့ဗျာเนาะအများကြီးတော့ပစ္စည်းတည်လို့မရတဲ့တော့ကြောက်เนาะဟုတ်အားလုံးပဲကျေးဇူးပါဗျာ